啥小姐姐，我们记录生活。你看我的脸，没来我店不啦？hello，没给来嘛，没逼的哈，等下嘛路。我们讲路边话吧，年马路标门了，这边啊，那年门了，想见吗？年前了。是他现在是谢他的，谢没人了，对你老婆。那你谁呀的？奶那个别起来了，没有洗了肉把肉压了，就是是要氛围感一点不？氛围感。还是那句话。哦，氛围感的话，完了。哎呦，အင်ကြီးတွေပါညာရိုက်တဲ့ရှင်နည်းနည်းလေးထွတ်ထွတ်ဖောင်းဖောင်းလေးအဲ့လိုမျိုးဖြစ်အောင်နော်ဟုတ်တယ်ဆန်ကပဲမှာလဲဆိုင်ကတော့那ဆိုင်ရှိပေါ့နော်ဆိုင်တရားကျတော့66စီတရား6အိမ် ဟောမှာကြည့်လေးလို့ ဆိုင်တရားကျတော့63တရား1အိမ်မှာ ဒါတော့ကျင်းတို့ជីစတိုရီဟုတ်လားဒါကတော့ဖောင်တာပေါ့စီ လာရအမေဖို့ပြဆုံးလိုက် ဆိုပါလေစပင်လာလောက်တာကြော်ညာလောက်ဝေပေးလိုက်ပြီတော့ဒီအင်ကြီးတွေလည်းသူ့စီဝဲတာများတယ်အဲကြောင့်လို့ဒီထိကလေးတို့သွားပြီးတော့အားပေးနော်အပြင်မှာလည်းလုံးဝအရင် open တယ်အရင်ပြုံးလေးစံထဲမှာမသိစံထဲမှာခက်တည်တာ ဆိုင်ထဲမှာတွေ့တိုင်းတော့ဥစ္စာတော့ပြုံးလေးပဲပေါ့နော်အပြင်စားမိလည်းပဲကျွန်မကိုယ်တိုင်ကောင်းကောင်းလင်းလုပ်ပြီးရရှင် ဟုတ်လား okay ဟုတ်ပြီအဲ့ဆိုဒီစပင်ပဲလို့တော့